မောနေလာခွင်သားကြီး လာပါမြင်လာပါ အေးကလိဖြစ်သွားမစအောင်ပါဗျခွင်သားကြီးနေပါအောင်ခွင်သားမေးစရာရှိလို့မေးစရာရှိလို့ ဘာတွေဆက်စုပ်အောင်လဲမမောနေရတဲ့မျိုးမမြင် ခွင်သားအေးရလေဟိုမဲထွေးရလေခလေးဆိုတော့ခွင်သားအေးရလူကြီးဆိုတော့ခွင်သားအေးကိုမေးကြလို့ခွင်သားအေးရညိုညင်လာလားဟင် ညင်နေတာမဟုတ်ပါဘူးဒီဘာမျိုးလို့လဲမေးစီဗျာမေးစီ မဲထွေးမင်းမာလေဟိုတခြားတော့မဟုတ်ပါဘူးကိုရင်သားရဲ့ဟိုထိုင်းလိုမျိုးလေပရိစ္ဆသမုပ္ပါဆက်နှစ်ချက်ကိုလေအစင်လိုက်လေးပြောပြပေးပါလားယင်ပြီးတော့လေအဘိဓမ္မာ9ကျမ်းကိုလေထိုင်းလိုလေးပြောပြပေးလို့ရမလားယင်ကိုရင်သားအေး ဩဒါလေးသိချင်တာလားပြောပြပေးရမှာပေါ့ဒီလုံးလေးနဲ့ပြောပြပေးလား မမေးတော့မမေးတော့ ဘယ်ပြင်းလို့လဲတင်ပေးမယ်လေလားလာတင်ပေးမယ်လေဘာကြည့်ရလဲမဲထွေးလေးလို့တော့ပေါ့ပေါ့ရှာရင်မင်းနော်ဒါပေမဲ့သိလို့ရတယ်တင်ပေးလို့ရတဲ့တင်တန်းကိုတော့လမ်းညွှန်ပေးမယ် ကဲအဲ့ဒီတင်တန်းကျောင်းကတော့ထိုင်းနိုင်ငံမှာတရားဝင်ထိုင်းစာထိုင်းစကားတင်တန်းတွေကိုဖွင့်လှစ်ထားတဲ့သတာထိုင်း online class ပဲဖြစ်ပါရဲ့ရှင်အသေးစိတ်ကိုသိရှိမေးမြန်းလို့လေသတာထိုင်း online class space messenger မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် bye bye DJ, make it like wow.